Hello မင်္ဂလာပါရှင်အခုယူမပြောဘူးလို့နေရပေါ့နော်ဘာဖြစ်လို့လဲဆိုရင်customer တော်တော်များများလည်းစဉ်းစားဉာဏ်ရှိကြတယ်ပေါ့နော်ဒါရင်းနဲ့အချို့နေဘက်ကလူတွေကြတော့ယူလိုလိုလူမျိုးတွေကရှင်းပြမှနားလည်မှာပေါ့နော်အဲအကြောင်းယူဒီနေ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါလို့ယူပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုရင်ဟောဒီကိုတာကြီးမိတ်ကဲလို့နာမည်ကြီးတဲ့ပါပါကြီး MD Foundation တွေကတဲ့ယူတို့လိုကိုစလေကြီးတွေကုမ္ပဏီရဲ့ဓာတ်ရိုက် official account တွေမှာတစ်ထုပ်ကို14,000ရောင်းနေဒါမျိုး20 gram ပလင်းနေဆိုလို့ရှိရင်ယူတို့39,500ရောင်းပါတယ်အပြင်ဈေးကွက်မှာပေါ့နော်အပြင်အိမ်ဆိုင်လေးတွေမှာအပြင်ဈေးကွက်တွေမှာဒိုင်တွေမှာဆိုလို့ရှိရင်တဲ့အဲ့ဒီဈေးတဲ့ကိုစလဲဈေးတဲ့ပို့ပြီးနှိမ့်တဲ့ဈေးနဲ့ရတယ်လို့လက်လီမှာလည်းပို့ပြီးနှိမ့်တဲ့ဈေးတွေနဲ့ဝယ်နေရပါတယ်တဲ့အဲ့တော့တဲ့ဘာကွာတာလဲတဲ့ကွာပါတယ်အရန်ကွာတာပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ယူတို့အခုမိုးတွင်းမှာ discount ကြီးဆိုင်နေမှာချကြတာသိတယ်ဟုတ် cosmetic တွေကိုချကြပါတယ်ဘာဖြစ်လို့ချရလဲသိလားအဲ့ဒါ expire date နီးလာလို့ပါ expire ကျော်သွားရင် cosmetic ဆိုတာ side effect ကိုဦးတည်ပြီးတော့သွားပါတယ်ကိုယ့်ရဲ့တန်မိုးရှိရဲ့ဒီမျက်နှာပေါ်ကိုတင်မဲ့ cosmetic က side effect တွေကိုခံမလားအဲ့ဒါဝယ်တဲ့သူတွေရဲ့အတွေးနဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်အပြင်ပကွက်ဈေးအခုယူတို့လိုကိုစလဲကြီးတွေတရဝင်ကိုစလဲတွေရှိမှာဆိုရင်တော့ယူတို့ကဒါကိုတိုင်သုံးတယ်ကိုတိုင်ရောင်းချတယ်ပြီးလို့ရှိရင်ယူတို့မှာကြတော့အမြဲတမ်းရောင်းချနေရဖြစ်တဲ့အတွက်ဒိတ်နီးတယ်ဆိုတာလုံးဝမရှိဘူးဒီမိတ်ကဲအထုပ်ကလေးဒါဆိုရင်ဒီမှာကြည့်2000နဲ့မှ29အထိ expire ပါဒါဆိုရင်ပလင်းဆိုရင်ယူတို့ကဒီနောက်မှာပါပါတယ်2028ပါပြီးယူရိုက်ပြမယ်နော်2028ပါအဲ့တော့ယူတို့လိုကိုစလေကြီးတွေတရဝင်ရောင်းချနေတဲ့လူတွေမှာဆိုရင်လုံးဝပစ္စည်းအပူမရှိပါဘူးပြင်ပဈေးကွက်ထဲမှာများပြီးဈေးလျှော့ရောင်းပေးနေတယ်ဆိုတာကသူတို့ကဒီပစ္စည်းကိုကိုယ်တိုင်လည်းမသုံးဘူးကိုယ်တိုင်လည်းတိကျနားမလည်ဘူးအခုမှပေါ်ပြင်လေးကိုလိုက်ရောင်းလာတာဖြစ်တဲ့အတွက်ဈေးမရောင်းရတဲ့အတွက် expire တွေနီးလာတော့အတင်းထိုးပြီးတော့ရောင်းနေတာဖြစ်တဲ့အတွက်သူ့ကိုသုံးလို့ဖြစ်ပေါ်လာမဲ့ side effect တွေကိုသူတို့ကတာဝန်ယူမလားမေးကြည့်ပါသူတို့ကတာဝန်ယူမလားလို့မေးလိုက်ပါယူရိုရှိမှာလာပြီးအားပေးတယ်တန်ရာတန်ချင်းနဲ့တရဝင် official ဈေးနဲ့ယူရိုရောင်းပေးတယ်အဲ့ဒီမှာသုံးဆွဲလို့တခုခုဖြစ်တယ်ဆိုရင်ယူနဲ့ယူကိုစလဲတွေက100%တာဝန်ယူပါတယ်ရှင်